ဟိုးအရန်စားကောင်းတာပဲချမောင်ရဲ့အရသာနဲ့တစ်ထဲကြားတဲ့ဖင်လန်ချမောင်လေးဒီနေ့ချက်စားပါမယ်အားလုံးပဲမြင်ပါပါခင်ဗျာဒီနေ့ကတော့ကျွန်တော်ပေါ့နော်ဟိုနေ့ကတော့ဖင်လန်ချမောင်ခူးထားတဲ့ဟာလေးကိုကျွန်တော်ဒီနေ့ချက်စားမှာဖြစ်ပါတယ်ဒါလေးကတော့ကျွန်တော်တို့မျိုးရဲ့အလှတရားလေးပေါ့နော်ဒါလေးကိုတော့ဒါတမင်တက်တက်လေးလှလို့ရိုက်ထားတာပါတော့ဒါလမ်းလေးတွေဆိုလို့ရှိရင်လည်းလူရှင်းတယ်ပေါ့နော်အခုဆိုရင်ပေါ့နော်ကျွန်တော်ဟိုနေ့ကတော့ခူးလာတဲ့ဟာလေးတွေတခြားတင်ပါတယ်တင်ပြီးတော့ရေဆေးပါမယ်ကျွန်တော်ဝက်သားနဲ့ချက်ဖို့ပေါ့နော်ပြင်ဆင်ထားပါတယ်ချမောင်ရွက်ကိုကျွန်တော်တို့ပထမဆုံး first time ချက်ဖူးတာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်အသေးစိတ်ကလေးကိုတော့ကျွန်တော်မကြားတော့ပါဘူးပထမဆုံးကျွန်တော်ဝက်သားဟိုပေါ့နော်ချက်ထားတဲ့စီနဲ့ပဲကျွန်တော်ကြက်သွန်လေးကိုစီတက်ပါမယ်ပြီးလို့ရှိရင်လိုအပ်တဲ့အစာပလာတွေထည့်မယ်အရွက်တွေထည့်မယ်ကျွန်တော်တို့ဝက်သားပေါ့နော်မှွာထားတာလေးထည့်ပြီးတော့သမအောင်မှွေပေးပါမယ်ခင်ဗျာဒါလေးကတော့ကျွန်တော်တို့ရေလေးလည်းနည်းနည်းထည့်ပါမယ်ကဲအခုဆိုရင်တော့ပေါ့နော်အရသာရှိတဲ့ချမောင်ဟင်းအရသာနဲ့တူတဲ့ဟင်းတစ်ခွက်ရပါပြီ share ပါပဲခင်ဗျာအယောင်သွေးရတော့စားခြင်းဆိုပဲခုဆိုရင်ပေါ့နော်ကျွန်တော်ချက်ထားတဲ့ဟင်းလေးရဲ့ဝတ်သားဟင်းလေးရပါပြီစားပါတော့မယ်အားလုံးစားပါအောင်ခင်ဗျာကျေးဇူးတင်ပါတယ်အားလုံးဘိုင်ဘိုင်